စူပါလက်လိုဖိုက်တာကိုနောက်တောင်းကြအောင်ထိုးပြီး unanimous decision ဖြင့်အနိုင်ရတော့တဲ့နာဘီအားလုံးပဲမင်္ဂလာပါ Monstech NA Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်မနေ့ညကစားတော့ခဲ့တဲ့1-1-22ပြိုင်ပွဲရဲ့ပင်တန်ပွဲချန်ပီယံလုပွဲကနေရိုးရိုးသုံးချီပွဲဖြစ်ပြောင်းလဲထိုးတက်ခဲ့တဲ့စူပါလက်နဲ့နဘီတို့ရဲ့ပွဲမှာနဘီကစူပါလက်ကိုတပွဲလုံးသာစီထိုးတက်သွားနိုင်ခဲ့ပြီး unanimous decision ဖြင့်အနိုင်ရသွားတာဖြစ်ပါတယ်ဒီပွဲမှာစူပါလက်အပြတ်တက်ကိုရှုံခဲ့တာပါနဘီရဲ့ရမောင်းနဲ့လိုက်ဖက်တဲ့နီးပြူဟာအောက်မှာဘာမှမလုပ်နိုင်ပဲအရှုံးပေးခဲ့ရတာဖြစ်ပါတယ်ဆိုလေဦးနဲ့ပွဲကနေစပြီးကြည့်မယ်ဆိုရင်ကြားဖြတ်ချန်ပီယံဖြစ်တော့တဲ့ပွဲပါဝင်၃ပွဲစလုံးမှာနဘီရဲ့တိုးတက်လာတဲ့ပုံစံကိုမြင်ခဲ့ရပါတယ်ဒါ့အပြင်လက်ရှိမှာလည်းမွေထိုင်းပင်တန်ဝဲရဲ့အကောင်းဆုံးလို့ပြောလို့ရတဲ့စီနီယာစူပါလက်ကိုအသာစီးထိုးပြပြီးအနိုင်ယူသွားခဲ့တာပါနဘီရဲ့လက်ရည်ကတကယ်ကိုကောင်းလာတာကိုတော့လက်ခံရတော့မှာပါစူပါလက်တောင်ဘာမှပြန်မလောက်လိုက်နိုင်ပါဘူးစူပါလက်ကိုတောင်းချီစလုံးသာစီကစားဖို့ဆိုတာမလွယ်ပါဘူးရော့ထန်တောင်ကြိုက်နေစော်ရတာပါနဘီကတော့အပြစ်ပြောစရာမရှိတတ်တရရနဲ့ကစားပြသွားခဲ့ပါတယ်နဘီဟာစူပါလက်ရဲ့ကီးဝါဖြစ်တဲ့အကွာဝေးကိုချိန်ဆပြီးရိုက်ကိတ်ကန်ချက်တွေကိုကောင်းကောင်းကြီးထိန်းချုပ်သွားနိုင်လို့သူကပဲစူပါလက်ဝင်တွေမှာအကွာဝေးချိန်ဆမှုကိုအားသာချက်လို့တုံးချပြီးကန်တာဒူးတိုက်တာနဲ့တောင်ရိုက်တာတွေကိုအကောင်ဆုံးတုံးချသွားနိုင်ခဲ့ပါတယ်ပထမကြီးမှာစူပါလက်နောက်တောင်းချိန်ပေးလိုက်ရပြီးအချီကုန်မြန်သွားလို့မဟုတ်ရင်စူပါလက်လဲထုတ်ခံရပွဲရှိနေပါတယ်ဒုတိယချီမှာလဲနဘီကပဲတာစီထုတ်တတ်သွားခဲ့တာပါတတိယချီမှာဆိုရင်လဲနဘီရဲ့ဒူးတိုက်ချက်နဲ့စူပါလက်တစ်ခါပြန်ကျသွားတာဖြစ်ပြီးတော့အမှတ်စင်ရေးမယ်ဆိုရေးလို့ရပေမဲ့တိုင်ကအမှတ်စင်မရေးလိုက်ပါဘူးအားလုံးခြုံကြည့်မယ်ဆိုရင်နဘီပေါ်တာပါတယ်ဒီတိုင်းဆိုရင်တော့နောက်ပွဲတွင်မကြေပွဲပြန်တွေ့ကြမယ်ဆိုရင်လဲနဘီပဲထပ်ပြီးအနိုင်ရတော့ဖို့များပါတယ်ဒီပွဲမှာနဘီတော့အရန်ကိုနစ်နာတော့တဲ့ပွဲပါအမှန်ဆိုအခုချိန်နဘီကပင်တန်ဝဲရဲ့ချန်ပီယံတစ်ဖြစ်နေပါပြီနဘီဟာချန်ပီယံဆုကိုဝိုက်တန်တစ်ခုတည်းနဲ့တင်းတိုင်ပါမလားအရက်စီတဲ့တော့ဝိုက်ထပ်တင်ပြီးအပေါ်တန်းတွေတက်ထိုးပြီးချန်ပီယံဆုတွေကိုချိန်ချုံမလားဆိုတာစောင့်ကြည့်တော့ရမှာပဲဖြစ်ပါတယ်အခုဆိုရင်နဘီကလက်ရှိ1ချန်ပီယံရှိရဲ့အကောင်းဆုံးစရိုက်ကာဆိုတာတဖြည်းဖြည်းနဲ့တက်တည်ထူနေပါပြီအဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးကြဖို့မေတ္တာရပ်ခံလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်